မင်္ဂလာပါရှင်ဒေါက်တာစုရဲ့ Head Diary Channel မှာဖြစ်ပါတယ်။ကျမရဲ့ကျမရေး Channel မှာအများပြည်သူတွေသိနေတဲ့ကျမရေးဖူတာအများတွေကိုကျမအခါတင်လို့တင်ပေးနေတာဖြစ်ပါတယ်ရှင်။ဒီနေ့တော့အများအဖြစ်များလာတဲ့ပေါ့နော်။ဒါပေမဲ့လည်းစိတ်ငန်းသွားပြဖို့လည်းမပြဖြစ်လဲဖြစ်များနေတဲ့ခံစားမှုပေါ့နော်ယောဂတစ်ခုအကြောင်းကျမပြပြချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ခေါင်းကိုက်တာပေါ့နော်။ခေါင်းကိုက်တယ်ဆိုလို့ရှိရင်ကျမတို့အားလုံးနဲ့မစိမ်ဘူးခေါင်းကိုက်ပူကြတာပဲဖြစ်တယ်။ဒါပေမဲ့သူကခေါင်းကိုက်တာတစ်ခါတလေတမျိုးကြိုက်တာမဟုတ်ဘဲနဲ့ဒီနှစ်ချင်းတစ်ဖက်မှာပေါ့နော်တစ်ဖက်မှာပေါ့ခေါင်းတစ်ချမ်းထိုးတယ်လို့ရက်ထဲမှာပြောကြသလိုပေါ့နော်နှစ်ချင်းတစ်ဖက်မှာတုတ်နဲ့ခေါင်းထိုးပြီးတော့ကြိုက်တာခေါင်းထိုးပြီးတော့ကြိုက်တာတကောင်းလုံးကြိုက်တာလည်းမဟုတ်ဘူးဒီနားလေးမှလေးသွေးခုန်နေသလိုပဲဒါမှမဟုတ်တချို့ဒီဘက်ပေါ့နော်သွေးခုန်နေတိနေဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးခေါင်းတစ်ချမ်းကြိုက်တယ်ဆိုရယောဂမျိုးပေါ့နော်ဒါတော့ဆေးပညာခေါ်ရတော့သူက symptom ပေါ့နော်ယောဂလက္ခဏာပေါ့ဆိုတော့တခုကြောင့်တော့သူခေါင်းကြိုက်နေတာဘာကြောင့်ခေါင်းကြိုက်နေတာလဲပေါ့ဆိုတော့အဲ့လိုခေါင်းတစ်ချမ်းထိုးပြီးကြိုက်နေတယ်ဖြစ်အောင်မဖြစ်နိုင်တဲ့ယောဂကြီးတော့တခြားတော့အများကြီးတော့ရှိရပေါ့နော်ဒါပေမဲ့အများစုလူငယ်လူလက်ပိုင်းတွေမှာတော့ဒါယောဂကြီးမမအကြောင်းဖြစ်ချင်မှဖြစ်တတ်တယ်ဒီခေါင်းတစ်ချမ်းကြိုက်တာပေါ့နော်ဆိုတော့ causes တွေအများကြီးရှိတဲ့အထက်မှာအဖြစ်အများဆုံးကတော့ migraine လို့ခေါ်တယ်ခေါင်းတစ်ချမ်းကြိုက်တဲ့ယောဂတစ်မျိုးပဲ migraine ဆိုတာသူကအဲ့နာမှာထိုးပြီးတော့ကြိုက်တယ်ခိုင်းကြရင်တချို့ကြလဲပါယိုးလေးနာပါနေကြိုက်တယ်ပေါ့နော်ဘယ်ခါမှပိုဆိုးလဲပင်မရင်အေးအေးပြင်းရင်လို့ပိုဆိုးတယ်နောက်ပြီးတော့အလင်းရောင်တွေပါတယ်မြင်လို့ရှိရင်လဲဟင်းအောင်စူးရင်မခံနိုင်ဘူးတန်နေစူးရင်မခံနိုင်ဘူးပေါ့နော်လူကလည်းနည်းနည်း irritate ဖြစ်တယ်ပေါ့အဲ့လိုမျိုး symptom တွေလာရကြတယ် migraine ပေါ့နော်ခေါင်းထိုးပြီးတော့ကြိုက်တာအဲကြောင့်လည်းခေါင်းကြိုက်နိုင်တယ်နောက်တစ်ခုကတော့ကျမတို့ဒီကိကမှာဖြစ်များဆုံးဖြစ်ရတာ tension headache ပေါ့နော် stress များလို့ပေါ့နော်ဒီနေ့စဉ်းစားရတာလည်းများတယ်လူကစိတ်ယုတ်ကြည်လို့သွားလာလှုပ်ရှားနေရတယ် relax ကတိတ်မဖြစ်ဘူးပေါ့နော်ပြီးတော့တခုခုဆိုအများနဲ့ကိစ္စတစ်ခုခုအတွက်အလုံးရှုံနေတယ်ပေါ့နော်အလုံးရှုံနေတယ်စိတ်ပူနေရတယ်အဲ့လိုမျိုးတွေဆိုလို့ရှိရင်သူ stress များတဲ့ခါကျတော့ tension ဆိုလည်းဒီ stress သဘောပဲဟုတ်နော်ဆိုတော့ tension headache လို့ခေါ်ပြီးတော့ဒီ count တစ်ချမ်းထိုးပြီးတော့ကြိုက်နေရမျိုးပေါ့နော်အဲ့ဒါကြောင့်လည်းဖြစ်တတ်ပါတယ်နောက်တစ်ခုကကျတော့cluster headache လို့ခေါ်အဲ့ဒါတော့ဖြစ်နေတယ်ဖြစ်ခဲ့တယ်ဒါပေမဲ့ဖြစ်ရင်အရန်ကြိုက်တယ်သူကဒီနာတိတ်ထိုးရုံပဲမဟုတ်ဘူးခေါင်းကြီးတစ်ခုလုံးအရန်ကြိုက်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျမတို့ sinus ပေါ့နော်ဒီနှာခေါင်းနဲ့ပတ်သက်တဲ့ဒီနေရာတွေမှာ infection ဝင်တာကြောင့်လေဒီခေါင်းဒီနားလေးကကြိုက်နေတာမျိုးရှိတတ်ကြတယ်ပေါ့နော်တချို့ကျတော့လေအာရုံကြောယောဂတွေကြောင့်ကြိုက်တာလည်းရှိတယ်အဲ့တော့ခေါင်းကိုက်ပြီဆိုလို့ရှိရင်ပေါ့နော်ယောဂအကြီးတွေတော့စဉ်းစားရမှာပေါ့နော်ဒါပေမဲ့လက်တလုံးခုမှခဏပဲထားဖြစ်တယ်လူကလည်းသက်သိမ့်မကြည့်ဘူး20 30 40အရွယ်လောက်ပေါ့နော်အလောက်ကလည်းများတယ်ဆိုရင်ယောဂကြီးတွေဖြစ်ဖို့တဲ့ခုနပြောတဲ့ migraine တို့ tension headache တို့ဖြစ်ဖို့ရများတယ်ပေါ့နော်အဲ့တော့အဲ့ဆိုရင်ဘာလုပ်မလဲပေါ့နော်ဘာလုပ်မလဲဆိုလို့ရှိရင်လက်တလုံးနေနဲ့ treatment နေမသွားသေးခင်ကိုယ့်ရဲ့ lifestyle ကိုရင် changes လုပ်ရမယ်နော်။ဘာလဲဆိုတော့ကိုယ့်ရဲ့ stress တွေကို short ချရမယ်။ကို stress တွေကို short ချရမယ်နည်းနည်း relax လုပ်ရမယ်ပေါ့နော်။ကိုယ့်ကို me time လေးနည်းနည်းပေးရမှာပေါ့နော်။ကိုကအရင်အလုပ်ကိစ္စတွေပဲတနေ့လုပ်ရမယ့်ဟာတွေပဲအာရုံထားနေမှလည်းဆိုင်နည်းနည်းလေး relax လုပ်လိုက်မယ်။ relax လုပ်ပေါ့နော်နောက်တစ်ချက်ကကြတော့အေးဝအောင်အိတ်မယ်အေးဝအောင်အိတ်တာကြောင့်လည်းအဲ့ဒီခုနခေါင်းထိုးတစ်ဖက်ခေါင်းတစ်ချမ်းကြိုက်တာခေါင်းထိုးကြိုက်တာတွေဖြစ်တတ်တယ်ပေါ့နော်အေးဝအောင်အိတ်မယ်ပြီးလို့ရှိရင်dehydration ကြောင့်လည်းဖြစ်တတ်တယ်ရေတောက်နေလို့ပေါ့နော်ခုသိတဲ့အတိုင်းပဲလုပ်တယ်များကြလူကသွားရင်လာရင်လည်းရေကိုထမင်းစားတော့ခဏလောက်တောက်ဖြစ်တယ်လို့ကတော့ပြောကြတာရှိရလေနော်အဲ့တော့ရေတောက်နေလို့လည်းဖြစ်တယ်ရေတောက်နေလို့လည်းဖြစ်တဲ့အတွက်ကြောင့်ရေကိုလည်းသူကတလောက်တောင်းပဲဘယ်လောက်လိုရလဲဆိုလူတယောက်ကိုပုံမှန်အားဖြင့်2လီတာနဲ့3လီတာအထိကြောက်ကကောင်းတယ်လို့ဆိုရင်ဒီနေ့ကိုတောက်ဖို့24 hour လိုအပ်တယ်ပေါ့နော်အဲ့တော့ရေတောက်တော့ပုံမှန်တောက်မယ်အေးဝအောင်အိမ်မယ်အဲ့တစ်ချက်ကတော့အရေးကြီးတယ်။ဘာလဲဆိုတော့ကျမတို့အားလုံးမရှောင်နိုင်တဲ့ကိစ္စ screen time ပေါ့နော်။ screen time ကဖုန်းနဲ့မျက်နှာလေးကမိုးလင်းတဲ့ဖုန်းနဲ့မျက်နှာအစကပ်မိပြီပေါ့နော်။တချို့ကလေးတွေကြတော့ကျောင်းသားတွေကြတော့ကွန်ပျူတာတွေလည်းကြည့်ရတယ်။ laptop တွေကြည့်တယ် iPad တွေကြည့်တယ်ပေါ့ဒါအလုပ်ကျောင်းချိန်လို့ကြည့်ရတယ်။အလုပ်သမားတွေကြတော့လည်းအလုပ်ချိန်မှာလိုအပ်လို့ကြည့်တယ်ပေါ့နော် staff တွေကအဲ့လိုမျိုးဆိုတော့screen time ကဒီနေ့ဒီခါမှာရှောင်လွှဲလို့မရဖြစ်နေအောင်နော် screen time များလို့လေသူကခုနခေါင်းတစ်ချမ်းကြိုက်တဲ့ပုံစံနဲ့လာတယ်ပါတယ်အဲ့တော့ screen time ကိုလည်း short ချရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကျမတို့ရဲ့ lifestyle တွေထဲမှာပါတယ်နောက်တစ်ခုကတော့meditation လို့တရားထိုင်ကြလို့မျိုးတစ်ခု relaxation technique ဒါမှ yoga ဆိုတာလားတော့ exercise လုပ်တာလား gym သွားတာလားအဲ့လိုတစ်ခုနဲ့ relaxation ပေါ့နော်ခန္ဓာကိုယ်ပြန်ပြီးတော့ relax လုပ်ရမှာလည်းဖြစ်ပါတယ်အဲ့လိုဆိုရင်တော့
အဲ့ခန္ဓာကိုယ် relaxation လုပ်မယ်ဆိုရင်တော့ဒါထိုင်လျောက်သက်သာသွားနိုင်ပါတယ်ပေါ့နော်ပြန်ပြီးတော့ခြုံပြောရရင်ခုနstress တွေကို short ချမယ်အေးရေးဝအောင်အိမ်မယ် screen time ကို short ချမယ်ရေတောက်ဆရာရှိရလုံးလောက်တောက်မယ်အစားတောက်လဲပုံမှန်စားမယ်ပေါ့ weight short ကျွန်တော်အစားတွေမစားတာမျိုးစားတွေ short စားတာမျိုးအဲ့လိုလည်းမလုပ်ရဘူးနောက်တစ်ခါ coffee ပေါ့နော် coffee ဆွဲတဲ့လူတွေက coffee တွေအရန်ပို့တောက်တာမျိုး coffee တွေအရန် short တောက်နေကြလို့လုံးဝမတောက်တာမျိုးအဲ့လိုမျိုးဆိုရင်လည်းခုန migraine ဖြစ်လာတော့coffee ကိုလည်းအရန်လည်းမတောက်ပါဘူးဟိုရုပ်တရက်ကြီးလည်းရမ်းလိုက်ရင်လည်းခေါင်းထားကြိုက်နေရမျိုးလည်းရှိတတ်တယ် caffeine တက်ကိုကမသိပဲနဲ့ဆွဲနေရဘူးအဲ့ဆို caffeine တက်ကြောင့်လည်း coffee တက်ကြောင့်လည်းဖြစ်တတ်တယ်အဲ့ဒါစဉ်းစားရမယ်အစားအသောက်ကိုပုံမှန်ဟာရဖြစ်အောင်စားရမယ်အဲ့လိုနဲ့ခုနပြောရတရားထိုင်တာမျိုး yoga လုပ်တာမျိုးအချိန်သွားတာမျိုး exercise လုပ်တာမျိုးပေါ့နော်လို့ body နဲ့ပတ်သက်တဲ့ physical exercise တစ်ခုနဲ့လည်းစားလိုက်မယ်အဲ့လိုတွေလုပ်လိုက်ပြီးဆိုရင်ခန္ဓာကိုယ်ကlifestyle modification ပေါ့နော်အထိုင်လျောက် relax ဖြစ်သွားတယ်အဲ့ဒီခါမှာခုနခေါင်းကိုက်တာမျိုးကတက်တာသွားတယ်အဲ့လိုမှမတက်တာဘူးဆိုတော့ကျမတို့ဆေးလိုတာပေါ့နော်ဆေးရပါလဲဆိုတော့over counter drug လို့ဆိုခေါ်တဲ့ဆိုင်မှာဝယ်လို့ရတဲ့ဆေးမျိုးတွေပေါ့မှာ paracetamol လို့ ibuprofen လို့မျိုးကိုကကြောက်ကယောဂအမျိုးဟလာအစာယောဂလိုမျိုးကြီးမှမရှိဘူးဆိုတော့ paracetamol ဒါမှ ibuprofen အဲ့လိုဆေးမျိုးတွေတောက်လို့ရတယ်တောက်လို့ရဆိုတော့တနေ့ကိုတစ်လုံးနှလုံးလောက်အစာနဲ့တောက်တာပေါ့နော်အများကြီးဆိုတော့အများကြီးတောက်ရင်တော့အစာရင်ထိတတ်တယ်ကြောက်ကထိတတ်တယ်ပေါ့နော်ဒါတွေကဖြစ်ရုပ်ဖြစ်စစ်နေနော်အဲ့တော့ပြန်ချုံပြောရလို့ရှိရင်ခုနဟောင်းကြိုက်တဲ့ယောဂကကောင်းတချမ်းကြိုက်တယ်မျက်နှာတွေမှာတိနေချောတော့မသိရင်ဒီနားလေးမှာသွေးရန်တုံနဲ့ထိုးနေရောလीသွေးများတိုးနေရလားပေါ့နော်အုံနောက်သွေးကြောပဲပြတ်တော့မလားပေါ့အဲ့လိုလာတယ်လူနာတွေလည်းရှိပါတယ်မိကြတာပေါ့နော်ဆိုတော့စိတ်ပွင့်လည်းပူကြပေါ့နော်တိဖြစ်နေဆိုတော့အဲ့လိုမျိုးတော့ဖြစ်ခဲ့ပါတယ်လူငယ်လူလက်ပိုင်းတွေမှာဒါပေမဲ့ဗာလဲဆိုတော့ရှားပါယောဂါတွေဖြစ်တဲ့နော်အုံနောက်သွေးကြောထဲမှာအုံနောက်သွေးကြောနည်းနည်းလေးပေါက်နေတာနော်ကိုကမသိလိုက်ပေါက်တော့ပြန်ပြီးတော့ကောင်းသွားပြီသွေးစိတ်ုံလောက်လေးထဲမှာသွေးခဲလေးဖြစ်နေသေးလေးအမျိုးတွေလည်းရှိတတ်တယ်ဒါရှားပါရဲဆိုမှရှိတတ်တယ်နောက်တစ်ခုကအုံနောက်ကျူမှာခဲပေါ့နော်အနေနဲ့များတဲ့ယောဂပေါ့အုံနောက်အကျိတ်ပေါ့နော်အဲ့လိုအကျိတ်မျိုး pituitary လိုမျိုးအုံနောက်ထဲမှာရှိတဲ့ဟိုမုန်းအကျိတ်လိုမျိုးဒီလိုအကျိတ်တွေကြောင့်လည်းဖြစ်တတ်တယ်ဒါကတော့ပေါ့နော်ဟိုခက်ခဲရှားပါပြီမဲ့ပေါ့ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုတချို့ကနည်းနည်းအသေးစားလေးဖြတ်တာကိုမသိလိုက်တာမျိုးအဲ့လိုတွေကြောင့်လေဒါကြိုက်တာဖြစ်နိုင်တယ်အဲ့တော့ခုနလိုမျိုးအချက်တွေကိုနဲ့ကုသလိုက်တာနဲ့မှမတက်တာဘူးကိုကလည်းအသက်သိမ့်မငယ်ဘူးဆိုလို့ရှိရင်တော့ဒါဆရာဝန်ပြဖို့လိုတယ်ပေါ့နော်အခုမှအပြင်ကိုကတောင်တော့အသက်50 45 50အထက်ပေါ့နော်ငကိုသွေးတို့စီချိုလိုမျိုးကလည်းရှိတယ်ပေါ့နော်ခေါင်းကလည်းကြိုက်တာဖြစ်တင်တာတဲ့ပို့ပြီးတော့ကြိုက်တယ်တသက်လုံးကြိုက်တာတော့မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ severe ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလည်းဖြစ်တယ်ကိုကလည်းတခြား underlying ယောဂအခန်းတွေရှိတယ်အသက်ကလည်းကြီးရဲ့ဘိုင်းမှာပါတယ်နော်ယောဂခံစားရတာလည်းနည်းဆိုးရတယ်ဆိုလို့ရှိရင်တော့ဒါခုနလိုမျိုးအရင်ကုသမှုလုပ်ကြည့်မနေနဲ့ပဲဆရာဝန်အရင်ပြဖို့လိုတာပေါ့နော်ဆရာဝန်က CT scan ရိုက်မယ်လားအဲ့လိုမျိုးလိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီးတော့မှအနာနဲ့စိတ်နဲ့မြန်တွေ့မှာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါတက်တာသွားနိုင်ပါတယ်အဲ့တော့ပြန်ချုံပြောရလို့ရှိရင်ကျမတို့ဟာဟိုကောင်းတချမ်းကြိုက်တယ်ယနေ့ခေတ်ခါမှာအဖြစ်များတယ် stress များလို့လည်းဖြစ်တယ်များသောအဖြစ်များဆုံးတော့ tension ပေါ့နော် tension headache နဲ့ migraine နဲ့မှာဖြစ်များတယ်ပေါ့နော်အဲ့တော့ခုနပြောလို့အေးဝအောင်အိမ်မယ်အစာအာဟာရမြတ်အောင်စားမယ်ရှည်တောက်မယ်လေ့ကျင့်ခန်းလုပ်မယ် screen time short မယ် plus ဆေးရကြတော့ဟိုလိုအပ်မှာပဲပေါ့နော် paracetamol လို့ ibuprofen လို့မျိုးတောင်းနိုင်တယ်အဲ့တော့ဆိုလို့ရှိရင်နည်းနည်းကိုမီတိုင်းလေး baby stress လေး short ပြီး relax ဖြစ်အောင်နေရမယ်ပိုင်းလည်းပါတယ် lifestyle modification ဆိုတာလည်းရေးကြည့်ရဲ့ကိစ္စတစ်ခုပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်ခုနခံစားရတာတွေကတက်တာဝနိုင်တယ်အဲ့လိုမှမတက်တာဘူးဆိုနေသေးတယ်ကိုကတက်ကလည်းနည်းနည်းကြီးရဲ့အနာလိုင်းယောဂသွေးတိုးလိုမျိုးလည်းရှိရဲဆိုတော့ဒါစိတ်ပူရမယ်ဆရာဝန်သွားပြပြီးလိုအပ်တဲ့စစ်ဆေးမှုတွေစမ်းသပ်မှုတွေလုပ်ဖို့လိုအပ်ပါတယ်အဲ့နောက်ပြီးတော့ခေါင်းကိုက်တာနဲ့ပြီးရင်ကိုကဖြားတယ်ရမ်းလည်းဖြားတယ်လေမင်းကြီးပါခိုင်နေရလို့ပါလို့ဆိုရင်တော့အုံနောက်မီးရောင်နေပါလေဖြစ်တတ်တာဆိုတော့အဲ့လိုဆိုရင်တော့ပို့ပြီးတော့အရေးကြီးပါတယ်အဲ့တော့ခေါင်းတချမ်းကိုက်တဲ့ကိစ္စကယနေ့ရက်ခါမှာဖြစ်များလာတယ်ထုံနဲ့ထိုးပြီးကိုက်တယ်ဒါပေမဲ့တော်ရုံကြောင့်ဖြစ်နိုင်တယ်လို့ယောဂကြီးအကြောင်းလည်းဖြစ်နိုင်တယ်ကိုကအသက်ငယ်နဲ့ကျန်းမာတယ်ဒီရဲ့ပိုင်းမှာခဏလေးပဲဖြစ်တာဆိုရင်တော့ခုနပြောတဲ့နည်းလေးနဲ့စမ်းကြည့်ပါအဲ့လိုမဟုတ်ဘူးကိုကအသက်ကြီးရဲ့ယောဂအခုခံနေရှိတယ်ရန်လည်းခံစားရတာစိုးနေတယ်ဆိုတော့ဆရာဝန်မြန်ပြပါချိန်မဆွဲပါနဲ့ယောဂကြီးတွေကို exclude လုပ်ဖို့ပဲဖြစ်ပါတယ်ရှင်တော့ကျမရဲ့ Dr. Su Health Diary Channel ကို subscribe လုပ်ခြင်းအပြင်ဒီလိုမျိုးကျမရဲ့သတင်းလေးတွေကိုသိသင်တာလေးတွေကိုကျမတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲကျမကြပါစေ